ဟုတ်ချယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကကြတော့ဂျူနီယာစာဖတ်ထားတဲ့အကြောင်းအရာလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်တာပေါ့နော်ဂျူနီယာကတော့အခုဒီလက်ရှိပေါ့နော်ဒီ Paul Nation ရဲ့ဒီ 20 most effective language teaching techniques ပေါ့နော်ဒီစာအုပ်လေးကိုဖတ်နေပါတယ်ဒီစာအုပ်လေးဖတ်နေတဲ့အချိန်မှာကိုတိပိသားအကြောင်းအရာတွေကိုလည်းတချို့ဟာလေးမှာကကနနာပြန်သိရမျိုးလေးလည်းရှိတယ်။နောက်ပြီးတော့ကိုတိချာရှင်းလင်းမသိသေးတဲ့အကြောင်းအရာတွေကိုလည်းလေ့လာထားရလေးရှိရပေါ့နော်။အဲ့တော့ဒီ video clip လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်အခုလုပ်ထားတဲ့ notes လေးရှိရပေါ့နော်။ဒီ notes လေးလည်းတစ်ချက်တော့ photo လေးနဲ့ပြပေးပါမယ်။အဲ့ဒီကနေပြီးတော့အချက်လက်လေးတွေကိုပြန်ပြီးတော့ဆွေးနွေးပြသခြင်းပါတယ်။အဲ့တော့ဒီကျွန်တော်အဓိကဖတ်တဲ့စာအုပ်ပေါ့နော်။အဲ့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်တော့ဘာပါလဲဆိုတော့ဒီ well balanced curriculum ပေါ့နော်အထူးသဖြင့်ဒီ language course တွေကိုကိုရီးယားဒီ design တွေဆွဲကြတယ်ဘယ်လိုအချက်လက်တွေပိုင်းကောင်းမလဲဆိုပြီးဆွဲကြတယ်ပေါ့နော်တခါကြလို့ရှိရင်လည်းဖတ်စာအုပ်တွေနဲ့ပဲယူသုံးလိုက်တာမျိုးရှိရယ်နောက်ပြီးတော့တချို့တနည်းမှာဆိုလို့ရှိရင်လေ course outline လေးချထားပြီးတော့အဲ့ course outline တွေအတိုင်းကိုသင်တယ်ပေါ့နော်သင်တဲ့အခါမှာဆိုလို့ရှိရင်တကယ်ရောကိုယ့်ရဲ့ course က balanced ဖြစ်နေရလားမဖြစ်နေဘူးလားဆိုတာလေးကိုဒီအချက်ကလေးနဲ့ရှင်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီချိုးလည်းသိလို့ရအောင်ပြန်ပြီးတော့မျှဝေပေးရပါအဲ့တော့ဒီမှာဆိုလို့ရှိရင်Paul Nation ကနေပြီးတော့သူကပြောထားတယ်ပေါ့နော်အဓိကဘာပြောထားလဲဆိုတော့ဒီတကယ်ကိုပေါ့နော်ပြည့်စုံတဲ့ language course တစ်ခုဆိုတာဒီသူ့ရဲ့အဓိက four strengths နဲ့ညီရမယ်ပေါ့နော်ပထမ strength ကကြတော့ဘာကိုပြောရလဲဆိုတော့ meaning focused input ပါဒါကတော့ဒီနေ့ပြောသွားမယ့်အကြောင်းအရာတွေမှာအဓိကပါမှာပေါ့နော်အဲ့တော့ meaning focused input ကပထမတစ်ချက်နောက်တစ်ချက်ကကျတော့ meaning output meaning focused output ကတစ်ချက်နောက်က language focused learning ကတစ်ခု fluency development ကတစ်ခုအဓိကအပြင်၄ချက်ပြည့်စုံရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ video ထဲမှာအဓိကကဒီ meaning focused input ကိုပဲအသားပေးပြီးတော့ပြောသွားခြင်းတယ်ပေါ့နော်နောက်ရက်တွေကျတော့မှပဲတခြားအပိုင်းလေးတွေကိုဆက်ပြီးတော့ဆွေးနွေးကြမယ်ပေါ့နော်အဲ့တော့အဓိကအပြင်ကကိုရီးယားသင်မယ်ဆိုလို့ရှိရင်ဒါရေဘူးရအဖြစ်ပြန်ပြောမယ်ဆိုလို့ရှိရင်ကိုရီးပုံမှန်စဉ်းစားနေကြဒီ four skills လုံးကို cover ဖြစ်မယ်နောက်ပြီးတော့အဲ့ဒါဖြစ်ရမယ့်အပြင်ကိုတခြားထည့်သွင်းစဉ်းစားရမယ့်အချက်ကလေးတွေကိုပါပြပေးသွားမှာပါအဲ့တော့ဒီ four strengths လုံးမှာပေါ့နော်ဒီကျတို့ဒီ video တွေအားလုံးအပြီးမှာဆိုရင်တော့ four strengths ကိုသိချာသိသွားမယ်အဲ့တော့ကိုကဒီ strength တစ်ခုချင်းစီတိုင်းမှာဒီတူတဲ့အချိန်မျိုးပေးရမယ်ပေါ့နော်ဥပမာကိုရဲ့ဒီစာတစ်ခုကိုသင်နေ level တစ်ခုကိုသင်နေရဆိုတဲ့နေရာမှာတစ်ဖက်မှာပဲအရင်ကြီးစောင်းများနေလားဥပမာကိုကဒီ vocabulary input တွေ grammar input တွေပဲများနေရလားတခြားပိုင်းတွေမှာရောဖြည့်ရလားဆိုတဲ့ဟာမျိုးပြန်နှိုင်းယှဉ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက် focus ကတော့အဓိကအဖြစ် meaning focused input ပါပဲအဲ့တော့ meaning focused input ကဘာကိုပြောချင်တာလဲဆိုတော့သူကအဓိပ္ပာယ်နဲ့ဆက်ဆက်မှုရှိရဟာပေါ့နော်အဓိပ္ပာယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေကိုစစ်မှန်တဲ့ input မျိုးပေးရမယ်ဥပမာကိုယ့်ရဲ့ဒီ language course တစ်ခုမှာဆိုလို့ရှိရင် listening နဲ့ reading input တွေကိုသိချပေးဖို့လေးကိုသူ့ဘက်ကတိုက်တွန်းထားရပေါ့နော်အဲ့တော့ဒီချေတို့တွေဖတ်စာအုပ်တွေသုံးနေရဲဆိုလို့ရှိရင်လည်းတွေ့မှာပါကိုရီဒီ unit တစ်ခုချင်းစီသင်တဲ့အခါတိုင်းမှာပုံမှန် four skill course တွေမှာဆိုလို့ရှိရင် listening input တွေပါတယ် reading input တွေပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါတစ်ခုတည်းမကသေးဘူးဘာလဲဆိုတော့ဒီကိုတင်သွားတဲ့စာနဲ့ဆက်ဆက်တဲ့ဟာမျိုးတွေထည့်ပေးရမယ်ဆိုပါစို့ကိုကဒီနေ့တင်တယ်ပေါ့နော်ကလေးရဲနဲ့ပဲအရင်ဥမာပေးကြည့်လိုက်မယ်ဒီနေ့တင်သွားတဲ့အကြောင်းအရာတွေကဒီနေ့ပဲဖြစ်ဖြစ်ဒီ unit ပေါ့နော်ဒီ unit တစ်ခုမှာတင်သွားတဲ့အကြောင်းအရာတွေကဒီအကောင့်လေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်သွားတယ် animals နဲ့ပတ်သက်တဲ့ဟာတွေတင်သွားရဲဆိုရင်သူတို့အတွက်ဒီပေါ့နော် extensive reading activity အနေနဲ့ကanimals နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖတ်ဖို့ဆိုတာမျိုးဖြစ်တဲ့တယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေကို तू ကအဓိကပြောထားပြီးတော့ပုံမှန်ဆိုရင်ကလေးတွေကဥမာစကားလုံးလေးတွေကိုလေ့လာတယ် giraffe တို့ hippo တို့ဘာညာတွေလေ့လာပြီးသွားရင်ကျွန်တော်တို့အတန်းနေရမှာဆိုရင်လေ့ကျင့်ခန်းတွေလုပ်ကြတယ်လေတခုချင်းစီနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေပါတွေလုပ်တယ်အဲ့တော့ဒါတွေပဲလုပ်နေလို့လည်းမရဘူးဒါတွေကကျတော့ तू အဓိကအဖြစ်ဒီစကားလုံးကို recognize ဖြစ်ဖို့အတွက်ကိုအသားပေးထားတာပေါ့နော်တကယ်တမ်း meaning focused input ကကြတော့ဒီစကားလုံးတွေတန်းတန်းမှာတင်လိုက်တဲ့ grammar တွေဥမာတန်းတန်းမှာကိုကသင်မယ် present continuous form တွေသင်မယ် present simple form တွေသင်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါတွေကိုပြန်ပြီးတော့ကျောင်းသားတွေဒီမြင်တွေ့ဖို့အတွက် exposure ပေးနေရမယ် meaning focus input တွေပေးနေရမယ်ဆိုပြီးတော့သူပြောထားတယ်ပေါ့နော်အဲ့လိုပေးတဲ့အခါမှာဆိုလို့ရှိရင်လေဆိုပါတော့ကိုတွေကဒီဖတ်စာအုပ်ထဲတွေမကဘဲနဲ့ကျောင်းသားတွေအတွက်စာပြင်ပစာတွေဖတ်ဖို့အတွက်အချိန်လေးစပေးပြီဆိုလို့ရှိရင်သူတို့နဲ့တင့်တော်တဲ့ level မျိုးဖြစ်ဖို့လဲလူသေးရအောင်
တချို့စာအုပ်တွေဆိုလို့ရှိရင်အရန်ခတ်သွားမျိုးတွေလွယ်သွားမျိုးတွေရှိလိမ့်မယ်ကိုတင်သွားတာက animals အကြောင်းတွေပါမယ်ကိုတင်သွားတဲ့ grammar တွေကများသောအားဖြင့် simple present tense တွေပါမယ်ဆိုလို့ရှိရင်အဲ့နှစ်ခုကို cover ဖြစ်နိုင်တဲ့သူတို့နှစ်ခုနဲ့ဆက်ဆက်မှုရှိတဲ့ဒီပေါ့နော် extensive reading material ကိုရှာပေးဖို့အတွက်လိုပါတယ်အခုခေတ်ဆိုလို့ရှိရင်တော့တော်တော်လေးလွယ်သွားပါပြီအခုခေတ်မှာဆိုလို့ရှိရင်ဒီ AI tools တွေကိုသုံးပြီးတော့material တွေထုတ်လို့ပို့ပြီးတော့လွယ်သွားပြီပေါ့နော်အဲ့ဒီခါမှာကျောင်းသားကိုပေးဖို့ဆိုတာအရင်တော့လိုမျိုးစာအုပ်တွေကနေတကူးတကလိုက်ရှာနေဖို့မလိုတော့ဘူးပေါ့နော်တချို့အဲ့လိုမျိုးလေးရှာပေးဖို့လိုပါတယ်ရှာပြီးသွားတဲ့ခါမှာကိုပေးရမယ်ပေါ့နော်အဲ့ဆိုရင်သိကြရဲကိုပေးတဲ့ material မှာဒီသူတို့အတွက်စိမ့်နေတဲ့အရာတွေရှိနေမှာပဲတချို့စကားလုံးတွေကိုသူတို့နားမလည်ဘူးဒါဖြစ်နိုင်တယ်ပေါ့နော်ဘာလို့ဆိုတော့အားလုံးပြည့်စုံတဲ့ material ဆိုတာမြန်မာမရှိရ at least ပေါ့နော်သူတို့ဒီဟာကိုအကုန်နားမလည်ဘူးဆိုရင်တော့မှတချို့ဘယ်လိုပြောမလဲဖတ်တဲ့အခါမှာဆိုလို့ရှိရင်အတိတ်ပဲပေါက်နိုင်မယ်ပေါ့နော်ဒီ context ကိုကြည့်ပြီးတော့မှဘာလေးတွေဆိုလို့လဲဆိုတာသိနိုင်လောက်မဲ့စကားလုံးလေးလောက်ပဲထည့်ထားပြီးပို့အဆင်ပြေရဥမာစကားလုံးခက်တာတွေဆိုလို့ရှိရင်အများကြီးမပါဘူးဒီ Paul Nation ကတော့သူကဘာပြောထားလဲဆိုတော့စကလုံးတွေပေါ့နော်စကလုံးတွေကိုကြည့်လိုက်ပါတဲ့ဥမာစာချောင်းပေါ့နော်စာပိုက်တစ်ခုထဲမှာဆိုလို့ရှိရင်စာချောင်းရင်9ချောင်းလောက်ရှိသွားမယ်9ချောင်းပြီးသွားလို့မှကျောင်းသားအနေနဲ့ unfamiliar word တစ်လုံးတွေ့ပြီဆိုလို့ရှိရင်ဒါသူ့ရဲ့ right level လို့ပြောလို့ရတယ်ပေါ့နော်ဒီ material ကဒါတော့ average အနေနဲ့ပြောထားပြီးတာပေါ့နော်အဲ့လို material လေးရွေးပြီးတော့ကျောင်းသားတွေကိုပေးလို့ရတယ်စာတွေဖတ်ခိုင်းလို့ရတယ်ပေါ့နော်အဲ့ဒါလေးပြောသွားတယ်နောက်ပြီးတော့သူဘာပြောသွားသေးလဲဆိုတော့ဒီ meaning focused input မှာဆိုရင်အဓိကအဖြစ်က criteria 3ချက်ကိုသူ mention လုပ်သွားတယ်ပေါ့နော်ပထမချက်ကကျတော့ကိုကအဲ့ပေးလိုက်တဲ့ဟာပေါ့နော်ကိုရဲ့ဒီ input ပေးမယ်ဆိုလို့ရှိရင် a focus on successful comprehension of the text ကိုရဲ့အဓိက focus ကဘာလဲဆိုတော့ကျောင်းသားတွေအနေနဲ့သူတို့ဖတ်တဲ့ text ကိုတေးသေးချာကကနနားလည်နိုင်မယ့် context မျိုးဖြစ်ရမယ်အဲ့တော့ကိုအရှိရဒီ unit 1ဆိုရင် unit 1နဲ့ပတ်သက်တဲ့စကားလုံးတွေ grammar တွေသင်ပြီးသွားပြီအဲ့ဒီစကားလုံးတွေလည်းပါရမယ်နောက်ပြီးတော့ဒီဖတ်တဲ့ text ကသူတို့အတွက်တကယ်ကိုနားလည်နိုင်စွမ်းရှိရဟာလည်းဖြစ်ရမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ they may be some unfamiliar language items ရှိနိုင်တာပဲလေသူတို့ဖတ်တဲ့အခါမှာဆိုရင်မသိတဲ့စကားလုံးတွေရှိမယ်ဒါပေမဲ့ခုနကငယ်ပြောသွားသလိုမျိုးပဲအဲ့ဒီမသိတဲ့စကားလုံးတွေကသူတို့ရဲ့ဒီနားလည်နိုင်စွမ်းကိုရပ်တန့်မှုအတွက်တော့အဟံတာမဖြစ်နေရဘူးပေါ့နော်ဒီမသိတဲ့စကားလုံးတွေကို skip လုပ်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်သူတို့မှန်းပြီးတော့ဘာသာပြန်တာမျိုးပဲဖြစ်ဖြစ်လုံနိုင်တဲ့ level မျိုးရှိတဲ့ material တွေကိုရွေးချယ်ဖို့လိုပါတယ်နောက်တစ်ခုကကျတော့ large amounts of input အဲ့တော့ကိုကပေးတဲ့ခါမှာဆိုလို့ရှိရင်ဒီစာထဲမှာဆိုရင်လုံးဝ input များများပေးနိုင်ရမယ်သူတို့သိပြီးသား vocabulary တွေခုနက unit ထဲမှာလေ့လာထားပြီးသား grammar တွေအဲ့ဒါတွေ repeatedly ပေးနိုင်ရမယ် criteria မျိုးရှိရမယ်ပေါ့နော်အဲ့လို material မျိုးကိုပေးဖို့လိုပါတယ်တဲ့များသောအားဖြင့်ကကျွန်တော်တို့ကဒီ lesson တစ်ခုကိုသင်ပြီဆိုလို့ရှိရင်စာအုပ်ထဲမှာပါတဲ့ unit တွေပါမယ်အဲ့ unit နဲ့ပတ်သက်တဲ့ language items တွေမှာအကြောင်းသားမကျွမ်းကျင်ဘူးဆိုရင် extra worksheet တွေပါတွေသုံးတာဒီလောက်ပဲလောက်လေးလောက်ထားရှိရပါတော့တကယ်တမ်းဒီ large amount of input ဆိုတဲ့နေရာမှာ reading material တွေ listening material တွေများပေးဖို့လိုပါတယ် listening ဆိုရင်လည်းအဲ့လိုပဲပေါ့နော်ခုနအကောင်လေးတွေအကြောင်းကိုသူတို့သိပြီးသွားပြီ present simple တွေဟောင်းပြီးသွားပြီဆိုရင်အဲ့ကောင်လေးပါတဲ့story လေးတွေဒါမှမဟုတ်လို့ရှိရင် podcast လေးတွေ short video clip လေးတွေဒါလေးတွေကိုကျောင်းသားတွေကိုနားထောင်ခိုင်းမှုအချိန်ရှိတဲ့နယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေနားထောင်မယ်နောက်ပြီးတော့ဟိုမှာ pronunciation နဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်သူတို့ဒီမှာအတန်ထွက်ကလေးလေ့လာထားရပေါ့နော်ဟိုမှာ sharp sound ဆိုလို့ရှိရင်ဘယ်လိုအတန်ထွက်လဲဒါတွေလေ့လာထားခဲ့တဲ့ဆိုရင်လည်းသူနဲ့ပတ်သက်တဲ့ large amounts of input ကိုပေးဖို့လိုပါတယ်ဒါတော့ criteria 3ချက်အနေနဲ့ Paul Gagnon ပြသွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဗာပြောသေးလဲဆိုတော့အခုဒီ meaning focused input ပေါ့နော်အဲ့ဒီ fourth strand နဲ့မှာပါတဲ့ meaning focused input ကတဲ့ကျွန်တော်တို့ဒါနာမည်ကြီးပါပဲ SL လေးလာဘူးရဲ့ဒီချိန်ဆိုလို့ရှိရင်တော့သိမှာပေါ့နော် question ရဲ့ comprehensible input ပေါ့အဲ့ဒီရဲ့ idea ကိုယူထားရပါပဲအဓိကအဲ့ idea ကို base လုပ်ထားတဲ့ကလေးတွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်သူတို့လေးလာတဲ့အခါမှာဆိုလို့ရှိရင်သူတို့အတွက်ဒီနားလည်နိုင်စွမ်းရှိတဲ့ input မျိုးလေးကိုပါမယ်ပြီးတော့မှသူတို့အတွက်နည်းနည်းလေးunfamiliar items လေးထည့်ပေးရမယ်ပေါ့နော်အဲ့တော့အဲ့ဒီ idea တချို့ကိုယူထားရည်လည်းပါပါတယ်အဲ့တော့ဒီ meaning focused input မှာဆိုလို့ရှိရင်အဓိကပေါ့နော်သူ့ရဲ့ရည်ရွယ်ချက်က2ချက်ရှိတယ်ပထမ first school ကဘာလဲဆိုတော့ကျောင်းသားတွေကဒီပေါ့နော် developing skills in language use language အသုံးနဲ့ပတ်သက်ပြီးတော့ skill တက်လာရမယ်
ခုနဟိုသူတို့လေ့လာခဲ့ရတဲ့ vocabulary တို့ grammar တို့ pronunciation တို့အဲ့ဒီ items တွေကိုဘယ်လိုပြန်အသုံးချလဲဆိုတာကို meaningful context တွေလေဥပမာစာပိုက်ဖတ်တယ်ဆိုလို့ရှိရင်လည်းစာဖတ်တာကနေပြီးတော့မြင်ရမယ်တစ်ခါမြင်ရမယ် listening လုပ်ခဲ့ရဆိုလို့ရှိရင်လည်းသူတို့အဲ့ဒီလုပ်ခဲ့တဲ့ listening ကနေပြီးတော့ကြားနိုင်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ language use တွေဟိုနားထောင်မယ်သိမယ်အဲ့မှာသူတို့ရဲ့ skill တွေတက်လာမယ်ဒါကတော့သူတို့ရဲ့ first goal ပါပဲဒုတိယ secondary goal ကကြတော့ဘာလဲဆိုတော့ developing language through incidental learning အဲ့တော့ကိုကခုနကဒီပေါ့နော်လေ့လာခဲ့တဲ့အခါမှာဆိုလို့ရှိရင်ဟိုတီးတန့်လေးလေ့လာမျိုးရှိတယ်အခုကကျတော့ incidental learning ပုံစံမျိုးနဲ့ဒီ language တွေကိုတွားဖို့အတွက်ကတော့သူတို့ရဲ့ဒုတိယရည်ရွယ်ချက်ထည့်ပေးထားပါတယ်တဲ့အဲ့တော့မှဟိုဒီပေါ့နော်လောက်တဲ့ခါမှာဆိုလို့ရှိရင်ကျောင်းသားတွေကဘာဖြစ်မလဲဆိုတော့ဒီ meaning focused input လုပ်တဲ့ခါမှာဟောဒီစလုံးလေးမြင်မှုတာပဲဒါလေးကြားဘူးတာပဲအရင်တုန်းကလည်းလုပ်ဖူးတာပဲဆိုပြီးတော့သူတို့အတွက်အရင်ကြီး heavy ဖြစ်တယ်လို့လည်းမခံစားရဘူးဆက်ပြီးတော့လည်းပြီးအောင်ဖတ်ချင်သွားမယ်နောက်ထောင်နေဆိုလို့ရှိရင်တခုခုကိုပြီးအောင်နောက်ထောင်ကျင်သွားမယ်အဲ့ဒီလိုမျိုးလုပ်ချင်အဖြစ် input တွေတစ်ခါပေးရပေါ့နော်အဲ့တော့ဒါလေးကတော့ဒါ Paul Nation ရဲ့အဓိက four strengths ထဲမှာပါတဲ့ပထမ first strength ပေါ့နော်first တော့မဟုတ်ပါဘူးဒါပေမဲ့ဟိုအခုဒီ video အတွက်ဆိုလို့ရှိရင်တော့ဒါ first လို့ယူဆပေးလိုက်ပေါ့နော် meaning focused input လေးပါအဲ့တော့ကိုဒီ language course တခုဆွဲတယ်ဆိုလို့ရှိရင်ဟိုပါရမယ့်အဓိက၄ပိုင်းရှိတယ်အဲ့ဒီ၄ပိုင်းလေးမှာတခုအနေနဲ့ meaning focus input ကြောင်းကိုပြပြသွားပေးတာပါအဲ့တော့ဟိုတချို့တို့လည်းနောက်ပိုင်းကိုက language course တွေကိုစဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်ဟိုဘာတွေသင်မလဲ grammar မှာဘာသင်မလဲ vocabulary မှာဘာသင်မလဲနောက်ပြီးတော့ဒီ pronunciation မှာဘာသင်မလဲအဲ့ဒါတွေမဟုတ်ဘဲနဲ့အဲ့ဒါတွေကိုပြန်သုံးနိုင်မဲ့situation ကိုပေးတယ် meaning focused input လေးပါ unit တိုင်းမှာထည့်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဟိုကလေးတွေအတွက်ပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျောင်းသားတွေအတွက်ပဲဖြစ်တကယ်ဟိုအကျိုးရှိမဲ့ course လေးတစ်ခုဖြစ်လာမှာပါဟုတ်အဲ့ဒီ video လေးကနေပြီးတော့တခုခု learn လုပ်လို့ရမယ်လို့ယုံကြည်ပါတယ် thank you ပါတချို့